လူတွေကနော်ဘယ်လိုလဲဆိုတော့ရီဖို့တော့ကောင်းတာပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုဘယ်လိုလူတွေလဲဆိုရင်သူများကိုဗလိန်ပိုးပဲတည်တယ်ဗလိန်ပိုးပဲပေါ့နော်သူများကိုပြောမယ်သူများကိုကဲ့ရဲ့မယ်သူများကိုပြစ်တင်မယ်သူများကိုဝေဖန်မယ်ရှုတ်ချမယ်ဒါပဲတည်တယ်ကိုယ်တိုင်ရောကောင်းနေရဲ့လားဆိုတော့တစ်ချက်လေးစဉ်းစားဖို့တော့လိုတယ်ပေါ့နော်လူရယ်လို့ဖြစ်လာရင်လူတိုင်းမှာတော့အားနဲ့ချက်ကိုစီနဲ့အားတာချက်ကိုစီနဲ့ရှိကြတာပဲနော်အဲ့ဒါကိုတချို့လူတွေကतू ဟိုဟာလှုပ်လိုက်ရင်ဟိုဟာပြောလို့မပြီးတော့ဘူးဒီဟာလှုပ်လိုက်ရင်လည်းဒီဟာပြောလို့မပြီးတော့ဘူးမပြီးနိုင်တော့ဘူးကွာပြောရမယ်ဆိုရင်အဲ့တော့အဲ့လိုပြောနေဖို့နဲ့ပဲလူတွေကပြီးသွားလားဆိုတော့မဟုတ်ဘူး तू တဘာအပေါ်မှာမှုတိတာမပွားနိုင်တဲ့ရွေ့ကတော့လူဖြစ်ရကြိုးကတော့မနှက်ဘူးနော်လူသားတွေအဲ့ဒါကိုပြောချင်တယ်ပေါ့မောလိုက်တာ